CapCut နဲ့ဖြစ်စေဘယ် video edit software နဲ့ပဲဖြစ်စေ video edit လုပ်တဲ့အခါမှာအရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ keyframe 3နည်းလေးကိုဒီ video ထဲမှာပြောပြပေးပါမယ်ခင်ဗျာ။ကဲဒါလေးမပြောခင်မှာဒီ video နှစ်ခုကိုရှင်းပြီးတော့ကြည့်ပါ။အပေါ်က video လေးကတော့ keyframe မှာသုံးထားတဲ့ video လေးဖြစ်ပြီးတော့အောက်က video လေးကတော့ keyframe သုံးထားတဲ့ video လေးပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင် CapCut နဲ့ဘယ်လို keyframe ချရမလဲဆိုတာကိုပြောပြပေးပါမယ်။ကျွန်တော်ကဒီမှာဒီ video လေးကိုရွေးလိုက်တယ်ရွေးပြီးတော့ဒီလက်သွားနေတဲ့ပေါ်မှာကျွန်တော်ဒီ CapCut logo လေးကိုကျွန်တော် like ရွှေ့ထည့်မယ်ပေါ့နော်အရင်ဆုံး keyframe မချခင်မှာနည်းနားလဲလွယ်အောင်လို့ဒီအပေါ်ကနေအောက်ကိုကျွန်တော်အရင်ရွှေ့ပြမယ်ပေါ့နော် okay ကျွန်တော်တို့ကဒီအောက်မှာပေါ့နော်ဒီ CapCut logo layer လေးကိုကျွန်တော်ထည့်ရတယ် overlay ကနေထည့်လိုက်တယ်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးမှာပေါ့နော်ဒီမှာ keyframe လေးရှိရပေါ့နော်စိန်လုံးပုံစံအပေါင်းလေးပေါ့နော်အဲ့လိုကျွန်တော်နှိပ်ပေးလိုက်မယ် okay တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်keyframe တစ်ချက်ရှာပြီးသွားပြီဒါပေမဲ့အဲ့ဒီ keyframe ကဗီဒီယိုကိုတွားတဲ့အခါမှာဘာမှအလုပ်လုပ်ဒီမှာမဟုတ် keyframe တစ်ချက်တည်းဖြစ်တယ်လို့ပါအဲဒါကြောင့်ဒုတိယ keyframe တစ်ချက်ထပ်ရှာမယ်ပြီးရင်အဲ့ဒီဒုတိယ keyframe ချထားတဲ့နေရာမှာကျွန်တော်ဒီ CapCut logo လေးကိုဒီနားလေးကလက်လေးနဲ့ဆွဲပြီးတော့ပေါ်လေးကိုတင်ပေးလိုက်မယ်ဒါဆိုရင်ဗီဒီယိုလေးပြန်ကြည့်တဲ့အခါမှာပထမ keyframe နေရာမှာငြိမ်နေရယ်ဒုတိယ keyframe ကိုကျွန်တော်တို့အပေါ်ကိုတိုးလိုက်တဲ့အတွက်သူကအပေါ်ကိုတောင်းရလိမ့်မယ် okay ဒါဒုတိယ keyframe မှာအပေါ်ကိုရွှေ့လိုက်လို့ပါ okay နောက်ထပ်တတိယ keyframe လေးတစ်ခုထပ်ချမယ်ဒီမှာဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဒီဘေးဘက်အပေါ်ထောင်းလေးကိုကတ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုပြန်ကြည့်တဲ့အခါမှာပထမ keyframe မှာငြိမ်နေမယ်ဒုတိယ keyframe အပေါ်ကိုတွားနေတယ်တတိယ keyframe ဒီဘက်ဘေးလေးကိုစားပြီးတော့တွားနေတယ် okay ဒါကကျွန်တော်တို့ဘေးဘက်ညာအပေါ်အောက်ပေါ့နော်ပြီးတူလည်းကျွန်တော်နောက်ထပ် starter keyframe ချပြီးတော့အောက်လေးကိုလည်းရွှေ့မယ်ပြီးတော့လှည့်ပေးလိုက်မယ်ဗျာလိုလေးလည်းလှည့်ပေးလိုက်မယ်လှည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဗီဒီယိုပြန်ကြည့်လိုက်ပါတွားနေရဒါပေမဲ့ဒီခါသွားတဲ့အခါမှာခုနကလိုအငိမ့်သွားတော့မဟုတ် keyframe မှာကျွန်တော်လှည့်ပေးလိုက်တဲ့အတွက်တစ်ခါတည်းလှည့်ပြီးတော့သွားမှာโอเคဒီလောက်ဆိုရင်ဒါ keyframe ကိုဝါရရလေးကိုနည်းနည်းနားလိုက်လောက်ပြီးထင်တယ်โอเคအားဆိုရင်ကျွန်တော်လက်ပေါ်မှာထားပြီးတော့လုပ်ပြပါမယ် CapCut logo လေးကိုလက်လေးပေါ်တင်လိုက်မယ်ဒီကလက်ပေါ်မှာငြိမ်နေတဲ့ပုံစံလေးလိုက်သွားခြင်းတာအဲ့အတွက်ကြောင့်လက်ဘယ်နာလှုပ်လဲဆိုတော့စကြည့်မယ်โอเคဒီနားကနေစလှုပ်တယ်အဲ့တော့ကြောင့် keyframe လေးတစ်ချက်ရှာမယ်လက်လှုပ်တယ်အဲ့ဒါလက်လှုပ်တဲ့အတွက်ဒီနားလေးမှာလက်ပေါ်လေးကိုလိုက်တိုးပေးမယ်ပြီးနည်းနည်းလေးရွှေ့မယ်ပြီးရင်လက်ပေါ်လေးကိုနည်းနည်းလေးလက်လေးနဲ့ညီအောင်လိုက်ထားမယ်ပြီးအောက်ကနည်းနည်းလေးရွှေ့မယ်လက်ပေါ်လေးကိုနားအတိုင်းလေးပဲလိုက်တင်ပေးမယ်ပြီးနည်းနည်းလေးထပ်ရွှေ့မယ်အဓိကကတော့အသေးစိတ်လှုပ်ရှင်လို့ရှိရင်နည်းနည်းကြီးရွှေ့ရအကောင်းတယ်ပေါ့နော်โอเคပြီးလို့ရှိရင်နည်းနည်းလေးရွှေ့မယ်โอเคလို့ရှိရင်ဒီမှာနည်းနည်းလေးထပ်ရွှေ့မယ်အဲ့လိုလေးရွှေ့သွားပေးပါမယ်ပြီးဒီနေရာမှာအပေါ်ကိုလက်ကတက်ပြီပေါ့နော်အဲ့တော့ကြောင့်ဒီ logo လေးကိုလည်းအပေါ်နည်းနည်းရွှေ့ပေးမယ်ပြီးနောက်ထပ်နေရာလေးထပ်ရွှေ့မယ် keyframe လေးရှာမယ် logo လေးကိုအပေါ်နည်းနည်းတိုးမယ်လက်ကအပေါ်တောင်းလို့ဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကလက်ကဆုပ်လိုက်တယ်ပေါ့နော်ဆုပ်ကင်လိုက်ပြီးတော့ logo လေးကပျောက်သွားမယ်ပေါ့နော်အဲ့တော့ကြောင့် logo လေးကိုနည်းနည်းချင်းတေးသွားမယ်ပေါ့နော်နည်းနည်းလေးဒီနားလေးကအချင်းအကြောက်အသေးအကြီးလောက်တဲ့ဟာလေးပေါ့နော်အဲ့လိုနည်းနည်းတေးပေးလိုက်မယ်ပြီးလို့ရှိရင်နည်းနည်းတိုးမယ်လက်ကကျွန်တော်ဆုပ်ကင်လိုက်လို့ပျောက်သွားတယ်ပေါ့နော်အပေါ်မှာလေးနည်းနည်းတေးမယ်လက်ထဲကိုထည့်မယ်ပြီးလို့ရှိရင်နည်းနည်းလေးထပ်တေးမယ်လက်ထဲကိုထည့်မယ်နောက်ထပ် keyframe လေးချမယ်လက်ကဆုပ်လိုက်တဲ့အတွက် logo ကပျောက်သွားပြီပေါ့နော်အပေါ်မှာလေးပေါ့နော်ဒါဆိုဒီနားလောက်လေးမှာ logo ကပျောက်သွားပြီတဲ့အတွက်နောက်ကမလိုတဲ့ဘိုင်းလေးကိုကလစ်လေးနဲ့ဖြတ်ထုတ်လိုက်ပါမယ် okay အဲ့ဆိုရင်ဒီချက်ပြန်ပြီးကျွန်တော်ဖွင့်ပြပါမယ်ဒီလောက်ဆိုလို့ရှိရင် keyframe ရှာနည်းလေးကိုလောက်တက်လောက်ပြီးထင်ပါတယ်စလုပ်မဲ့လူတွေနဲ့မတိရတဲ့လူတွေအတွက်ကတော့နည်းနည်းလေးခက်ခဲပါလိမ့်မယ်တခြားလေးလိုက်လုပ်ကြည့်ပါနောက်ကျရင်တစ်ဖြည်းဖြည်းအဆင်ပြေသွားပါလိမ့်မယ်လက်မလျှော့ပါနဲ့လုပ်ကြပါအခုလောက်ပြဗီဒီယိုလေးကိုကြည့်ပြီးတော့ CapCut နဲ့ဖြစ်စေအခြားဗီဒီယို edit software နဲ့ဖြစ်စေဗီဒီယိုတွေမှာ keyframe ချပြီးတော့ level တစ်ခုရအောင်လုပ်လို့ရပြီဖြစ်ပါတယ်